င်္ဂလာပါဒီနေ့မှာပေါ့နော်ညီနီရဲ့တနေ့တာကိုရိုက်သွားမှာပဲရှိပါရဲ့ဆွဲစားပါမယ်အပေါ်သွားပြီးတော့ဟင်းချက်ပါမယ်ဟင်းကအောက်မှာချက်ပါပေါ့နော်အောက်မှာဟင်းချက်ပါမယ်ကဲဟင်းချက်လိုက်ပါဦးမယ်ဟင်းချက်မယ်ကဲဟင်းချက်ပြီးပြီဆိုတော့မသွားစားလောက်အောင်မေးပြီးတော့ဆူရှီလောက်အောင်ဆူရှီလောက်လိုက်ပါဦးမယ်ရောဆူရှီလည်းလောက်လို့ပြီးဆက်လို့ပြီးပြီဆိုတော့အောက်ပါဆူရှီမဟုတ်ပါဘူးဒီနေ့ထမင်းလေးလိုဟာမျိုးပေါ့အဲ့စားမယ်ဆူရှီစားမယ်မြောက်စားလို့လည်းကုန်သွားပြီဆိုမနေ့ကဆေးရမယ်ပကံလေးတွားပြီးတော့မှဆေးလောက်ပကံတွားဆေးလောက်ပကံတွားဆေးမယ်တော့အမပကံဆေးမယ်ရောအမပကံဆေးတယ်ပကံဆေးလို့ပြီးပြီမလေးငါအိမ်တက်ချီလောက်ရအောင်မယ်အိမ်တက်ချီလောက်လောက်ရောမဆေးတယ်အပေါ့ဖုန်းတက်ချီလောက်တယ်မတက်ချီလောက်တယ်ကျက်တရားလေဟေ့တက်ချီလိုက်လောက်ပါမယ်မရောတက်ချီလိုက်လောက်တယ်ညောဟိုဘက်တည်းသွားလောက်ရအောင်မယ်ရောအမှတက်ချီလိုက်လောက်ပါရဲ့တက်ချီလောက်လို့လည်းပြီးပြီအမလေးရာဒီဦးတော့လည်းပူနေရပဲရက်လေးခက်လောက်ထိုင်ရောခက်လောက်မရက်ဖုန်းကြည့်လိုက်ပါဖုန်းလေးပါလေးလိုက်ကြည့်လိုက်ပါဦးမယ်တက်ပြီးမှပြောဖုန်းကြည့်လိုက်အောင်မယ်အဲ့ဒီလေးရတယ်ပြလိုက်တာဒါနဲ့အယောင်ရမလောက်အယောင်ရရင်းဖုန်းလေးပို့လာအမလီဖုန်းကြည့်လေးကတက်ကသွားချော်လေးပြီအမလီပြဲဒူပြဲဝိုက်အမလီမေဒူပြဲဝိုက်ဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနော်ဆောင်းနေကြည့်ပေးတဲ့ချင်းများကျေးဇူးတင်ပါတယ်ရှင်နောက် subscribe ဗီဒီယိုကြားကြဆိုလို့လည်းနောက်နေ့မှာများများတင်ပေးပါမယ်နော် like subscribe လုပ်ဖို့လည်းမပေးပါနဲ့ subscribe လုပ်ပြီးရဲ follow လုပ်ခဲ့ပါရှင်အားလုံးပဲ bye bye အဒီမှာတော့မိုးရွာနေပါတယ် sorry ပါအားလုံးပဲ bye bye